အားလုံးမင်္ဂလာပါကျွန်တော်တတပါထိုင်းဘက်ဟောင်းနေတဲ့ကျွေးစီဟောင်းတွေကိုဘလို့ကြည့်ပြီးမှတန်ဖိုးများစွာနဲ့ရောင်းလို့ရအောင်လာပြီးတော့ညဝေပေးတဲ့ဒုတိယဝယ်ဖြစ်ပါနော်ဒီကနေ့ကတော့10ဘတ်တန်9533နဲ့ပတ်သက်ပြီးတော့10ဘတ်ကနေဘတ်17သိန်း5000ထိရောင်းလို့ရတယ်ဆိုတာကိုလာပြီးတော့ညဝေပေးတော့တာပဲကျွန်တော်ဒီမှာထိုင်းနာမည်ကြီးတဲ့မှာထွက်ရှိတာကိုလာပြီးတော့ညဝေပေးတော့တာပဲဖြစ်ပါတယ်နော်ဟုတ်ကဲ့တူတူနားထောင်ကြပါနော်ပြီးတဲ့လူကြာရင်တော့တူတူနားထောင်ကြမပြီးတဲ့လူအတွက်အမှကျွန်တော်တက်နိုင်ဆုံးဘာသာပြန်ပြီးမှပြန်သင်ပေးတော့မှာပဲဖြစ်ပါတယ်နော်หลังจากที่นายปุณณพัฒน์ค่ะหรือว่าปาหนันเจ้าของร้านรับซื้อเหรียญเก่าและของสะสมปาหนันจิวเวลรี่ตำบลในเวียงอำเภอเมืองจังหวัดแพร่เปิดเผยถึงการประกาศรับซื้อเหรียญ10 บาทปีพศ 2533 ราคาเหรียญละ1 ล้านบาทค่ะเหตุผลที่ราคาสูงขนาดนี้ก็เพราะว่าเหมือนที่คุณคิมบอกไปผลิตเนี่ยแค่100 เหรียญเท่านั้น